Hi everyone, welcome to Learn English with Pyo. ဒီနေ့ Pyo ကိုဒီ how much နဲ့ပတ်သက်တာလေးမေးထားတာလေးရှိလို့လာပြီး sharing လုပ်ပေးတာဖြစ်ပါတယ်။အရင်ဆုံးဒီ how much ကိုမသွားခင်ပေါ့နော်။ much နဲ့ many အသုံးလေးကိုနားလည်ထားဖို့လိုအပ်ပါတယ်။ many much နှစ်ခုစလုံးရဲ့အဓိပ္ပာယ်ကများစွာသောလို့အဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့ many ကိုကြတော့ C noun countable noun လို့ခေါ်တယ်ရေတွက်လို့ရတဲ့ noun တွေနဲ့သုံးပါတယ် much ကိုကြတော့ you noun and countable noun ရေတွက်လို့မရတဲ့ noun တွေနဲ့တွဲသုံးတာကိုသိထားရပါမယ်ဥစွာပထမပေါ့နော်ကဲဟုတ်ပြီအဲ့ဆိုတော့ how many how much နှစ်ခုစလုံးကဘယ်လောက်များဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် so how much ကိုကြတော့ you noun အနေနဲ့တွဲသုံးပြီးတော့ how many ကိုကြတော့ C noun တွေကိုမေးတဲ့အခါမှာသုံးပါမယ် example sentence အနေနဲ့ပြောရမယ်ဆိုရင် how much does it cost or ဒါမှမဟုတ် how much is it ဒါဘယ်လောက်ကျလဲပတ်စံတွေကိုတို့က uncountable noun အနေနဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်ဒီတန်ကြီးကဘယ်လောက်ကျလဲလို့မေးတဲ့အချိန်ကျရင် how much does it cost ဒါမှမဟုတ် how much is it လို့သုံးပါတယ်နောက်ထပ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် how much water do you drink in a day နင်တစ်ရက်ကိုရေဘယ်လောက်တောက်သလဲအဲ့လိုမေးတာဖြစ်ပါတယ်နောက်ထပ်ဒီ how many အကြောင်းကိုပြောရမယ်ဆိုရင် how many ကလည်းဘယ်လောက်များပဲဒါပေမဲ့ तू ကကြတော့ C noun ရေတွက်လို့ရတဲ့ noun အနေနဲ့တွဲသုံးပါတယ်သူ example sentence အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် how many students are there in the class အတန်းထဲမှာကျောင်းသားဘယ်နှစ်ယောက်ရှိသလဲ or ဒါမှမဟုတ် how many brothers and sisters do you have နေ့မှာအကိုတွေအမတွေဘယ်နှစ်ယောက်ရှိသလဲစသဖြင့်ရေတွက်လို့ရတဲ့ countable noun တွေကို how many နဲ့မေးပါတယ် so ဒီနေ့တော့ဒီလောက်ပါပဲဒီနေ့ဖြေသားလေးကိုနားလည်မယ်လို့ထင်ပါတယ်နောက်ထပ်သိချင်တာလေးတွေရှိရဲဒီ question တွေနဲ့ questions တွေမှာပေါ့နော် question ဆောက်တဲ့နေရာမှာကိုယ့်အတွက်အခက်အခဲရှိတဲ့အရာလေးတွေရှိရဲဆိုလို့ရှိရင် comment လေးမှာမေးသွားလို့ရပါတယ်ရှင် so အားလုံးပဲ bye bye for now see ya